ကနဝင်မရေကျွန်တော်တကားဖွင့်ပေးပါသွေးသွေးတန်းကိန်းကနန်းတွေကံကြောင်ပြအကျင့်တရားရှိပါပြီမဟာစัจ java လာတစ်ခုလုံးနပိုလီယန်ကလွဲပြီးလူသားအလုံးစစ်ကိုမုန်းတယ်လို့သဘောတူကြတယ်ဟုတ်တယ်ဒါဖျားနာနေသူရဲ့အတန်ပါပဲအိုးငါဖျားနာနေတာຫນွေ3ခုမိုး3ခုစောင်း3ခုဒုမဲ့တွမ်းမဲ့လက်ပတ်နာကြီးလူနာကရင်ပေါ်အိပ်ရပြင်ပညာရှိများကိုကန့်ကွက်ရဲ့အသက်ရှင်ခြင်းဆိုတာရင်ခုန်တာပဲဘသူညင်းမလဲဟိဘသူညင်းမလဲဆရာဝန်ညွှန်ကြားချက်မှာလက်ဖေးတစ်ခွက်ပေးပါဒူးရတလိပ်ပေးပါမကျွန်တော်ကိုချစ်ပါဒီကောင်လက်နဲ့ချရမယ်တဲ့သမဝါရမဆန်စားသူများစကားဝိုင်းလိုင်းလုံးများပြင်းထန်လာကကြီးခခွေးဂငယ်ဂကြီးငါတနေ့3 4 5 6 9 8 9 3ညလက်ဖေးဆိုင်မှာစိုးကြဆဲကြမနက်9 နာရီထိုးပါပြီဝိတုခကြီးမားစွာသူမလာပါပြီဝိတုခကြီးမားစွာကျွန်တော်စောင့်နေပါသည်လက်ဖေးဆိုင်မှာကျွန်တော်ရှိတယ်မကြည့်ပါနဲ့မျက်လွှာချထားပါရှစ်နလန်သာကြည့်လျှောက်ပါကျွန်တော်ရှိတာကိုတော့သိပါပေါ့ဟေးပတ်စံထောင်ပြနေတဲ့ခြာတိတ်တို့တစိတ်တောင်းပန်ပါတယ်လမ်းဖယ်ပေးလိုက်ကြပါကွာကင်းတဲ့ရတငယ်ချင်းတို့ရေငြိမ်လေးနေကြပါကွာမခြေလမ်းပြတ်မှာစိုးမိတယ်သူ့အိမ်တွေကိုငါဂုံယူတယ်သူ့တိတ်ခေါင်ငါဂုံပြူတယ်ငါကတော့မင်းတို့သိတဲ့အတိုင်းပါပဲခက်ပြက်ခက်ရမ်းကောင်းပါပဲအားလာကြတော့ကောင်းနေပါပြီနော်စုကင်းလန်းပထမပိုက်ကြားလိုက်မိပါစငွေကုန်ဆိုတာဘဲမှမရှိနိုင်ပြီဘသူမှမနှိမ့်မြို့ကြချေညအခါလမ်းလျှောက်ရင်ကျွန်တော်ညင်းမိတဲ့ချင်းလေလူငယ်ဘဝအပျော်ညများပြန်လဲတန်းတာချင်းတီဒုက္ခတသနာဆရာတွေးခေါ်ဘူးတယ်လူငယ်ဘဝအပျော်ညများမှတညနှစ်ညညများရင်မထံပြင်းစွာဆိုတဲ့တချင်းဝရန်တောင်မှသူမညင်းဆန်ဟန်ပြခဲ့ရာကိုစောညင်းရဲ့တစ္ဆာသာကျွန်တော်ဆိုခဲ့ပါတယ်ကနဝင်မလေးရှေ့ကကုသိုလ်ကြောင့်ထင်းရဲ့ကျွန်တော်ရင်တွေခုန်နေခိုပြရောင်မျက်နှာမှာသိပ္ပံအလောက်ကုန်ဘာမှမရှိတန်ငင်းတမန်ငယ်အပြုံးမရှိသူကြတော့ကြည့်လို့ကောင်းတယ်မြင်ရတဲ့အတိုင်းပါပဲပတ်တိတ်အချိတ်ဇင်းမဲ့ထမိန်နဲ့အင်ကြီးဖြူလက်စကချီပဲဝတ်တယ်သူကြတော့ကြည့်လို့ကောင်းတယ်အုံးစီနဲ့စုံနေတဲ့သပင်တင်းပြအောင်ဖြည့်တင်ထားတယ်သူကြတော့ကြည့်လို့ကောင်းတယ်ကျွန်တော်ဟာသပင်ရှိတယ်ကောက်လန့်ရှိတယ်အရစ်ရှိတယ်ကျွန်တော်အကြာကြီးစဉ်းစားမိတယ်နေ့စဉ်24 နာရီရဲ့10 မိနစ်များအလုပ်ဝိတ္တာစားတာနေတာထိုင်တာကအစကနဝင်မှုမလို့ငါအဲ့ဒါလို့ဆိုခဲ့ဘူးဆိုသူမရဲ့ကဘာလေးဟာအေးချမ်းမှုငြိမ်သက်ရှည်လျာတီးခြားဆန်ဆန်နေရစာအုပ်ဟောင်းခေဟောင်းသချင်းရွှေဘိုတနခါအပြစ်မဲ့အကျိုးမဲ့အချင်းရာလာရီအောက်ဝရန်တာတခါတလေရုပ်ရှင်ဖျားစဉ်ပြည်သူမုံတိုက်ကိတ်လမ်းထိပ်ကဘတ်စမတ်တိုင်းကျိုးချီထားတဲ့ဖိုင်တွဲအလုတ်စပွဲခစ်တို့လဲသူ့ဟာသူဖြတ်တန်းသွား၏တကားတစ်ချက်ဟာဖြက်ကနေပွင့်လာလိုက်ဖြက်ကနေပြန်ပိတ်သွားလိုက်နဲ့တိုက်ဆိုင်မှုဖြစ်ခြင်းလည်းဖြစ်မှာပါဒါနဲ့ကျွန်တော်လာရောက်ခဲ့တယ်ရင်းနှီးတဲ့ဧည့်သည်တယောက်ပေါ့မဆောက်တဲ့လေကားရင်နှုတ်ပြချင်းပြီးရင်ကင်ဆောင်ထားပါတယ်ခွင့်လွတ်ပါဒါမှမဟုတ်ခွင့်ပြုပါနေမှာလမှာနေမှာညမှာပန်းပွင့်မှာပြက်ကလေးမှာဘာသာစကားအတစ်တစ်ခုနဲ့တကားကိုထုနေရဲ့လူမှုရေးကိစ္စတွေစဉ်းစားမနေပါနဲ့တချို့လူတွေထင်မြင်တယ်လို့မထင်မြင်မယူဆဘူးတော့ကျွန်တော်ဆွေးနွေးမှဖြစ်မယ်ကောင်းကင်ကြီးတစ်ခုအောင်မှာဘာမှအစင်မပြေသူတယောက်ကိုမှကြောက်စရာကောင်းတယ်ဆိုတာတရားမယ်လုံးပါတယ်
ဒီကကောင်ကလောကကိုမုံတီးလူကြီးမင်းများခင်ဗျာထမင်းစားတိုင်းလူမဖြစ်နိုင်ပါတာမန်ရေဘူးရလူများအယုဖြူနေပါပြီကဘာကြီး6တွေ့နေပါပြီယုံကြည်သလိုတော့ပြောဘူးတယ်ဒါပေမဲ့ငါရင်ထဲမှာနိဗ္ဗာန်ဘုံထက်ပြည့်စုံတဲ့ကဘာရှိတယ်သင်တို့မစင်စားဘူးတဲ့ငါစဉ်းစားမှုတွေရှိတယ်ရိုမီယိုနဲ့ဂျူလီယက်အစတာနဲ့ပေါတို့အတွက်ဆွဲချက်တင်ဖို့ကိစ္စရှိတယ်တခါကမိရထားနဲ့ခီးသွားစဉ်ကနာကျင်ခဲ့ရတဲ့ပစိုးကွင်းတိုင်းနဲ့ကောင်လေးအတွက်ဆောင်ရွက်ပေးရမှာရှိတယ်လူမန်းတိတက်ကလေးကဖြတ်တန်းခဲ့ရတဲ့ပြဿနာတချို့ပေါ့ပြောလို့မဖြစ်နိုင်သေးတာတွေလည်းရှိပါသေးရဲ့ဒီလိုကြားကမမကိုကျွန်တော်ချစ်ခဲ့မိတယ်။အော်ပုဂ္ဂလိကရင်ခုန်တန်းဝေဖန်တန်းကိုရင်ဆိုင်ရင်းနဲ့အချစ်ကိုဖွင့်လွှဲရအောင်မယ်။နေအောင်အားကောင်းစွာကြံရှိနေသေးစေမိုးဖွယ်ဖွယ်လေးနဲ့ရုံးစင်းချိန်လေးလှနေတယ်။ဟိုမှာအလုံးဒါမကတိတန်းတန်ချီအကြွနဲ့ဒါမပဲ။အိုးငါ့ကိုမြင်တော့မယ်။အိုးမြင်သွားချီပြီ။ခြေလန်းတစ်ချက်တန့်သွားပြီမဲ့ဟာမပြတ်ခင်ဆက်လျှောက်လာရဲ့ကျွန်တော်မိုးခုန်နေတာပါကျွန်တော်ဘတ်စကားစောင့်နေတာပါဘတ်စကားမတိုင်တာတစ်စက်မြိတ်အောင်မှာကျွန်တော်မိုးခုန်နေတာပါမမကိုနောက်ရှုပ်ဖို့လာဆောင်တာမဟုတ်ပါဘူးဖျောက်ဆူးကျန်းဆူးကြိမ်တွေပြောဝင်ပါတယ်ကျွန်တော်ဘတ်စကားစောင့်နေတာပါသူ့ကိုတင်းတန်ကလေးနိနိကက်ကက်မွေးထုံနေပေါ့တပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်သူ့စံခွေစားလှုပ်သွားမယ်တစက်မြိတ်တစ်ခုအောက်မှာဒီလိုနှစ်ယောက်ဆောင်ဖို့ဘယ်မျောလင်းလို့ရမလဲကိုရဲစိတ်တင်းတယ်ပြောမယ်ငါသူ့ကိုစကားပြောမယ်ခင်တန်းလူစစ်ဆက်ကြောင်းသတင်းနဲ့စပြောရရင်ကောင်းမယ်ထင်တယ်တွေ့လားဗိုလ်ချုပ်စိတ်နာရီမိနစ်ကွက်အာတပီထခုံတယ်ပြောမယ်ငါသူ့ကိုစကားပြောမယ်မိုးရှိတိုင်းအထုပ်ပတိနဲ့စတင်ပြောရရင်ကောင်းမယ်ထင်တယ်ဟာလမ်းဖြတ်ကူးတဲ့ကောင်မလေးခဏချင်းတွေ့သွားစုပ်ဘလို့ရုပ်ကြီးပြောင်းသွားတာလဲပြောမယ်ငါသူ့ကိုစကားပြောမယ်ဟိုမာရဲ့အစပစ်ကပြားကိုရွတ်ပြပြောရရင်ကောင်းမယ်ထင်တယ်အာရေခဲရေဆယ်ပြားတန်ကံကောင်းပါစေလို့မေတ္တာပို့နေပေါ့ဟုတ်ပြီဆူအက်တူမြောက်ကိစ္စဝါတာဂိတ်စိုက်ဘရက်ခမဘလို့ထင်မှတ်ပါတယ်လေခက်တတီမေကွန်းထုတ်နှုတ်ဆက်ပြီးစကားဆမယ်ဟုတ်တယ်ဒါကောင်းတယ်ဒါလည်းပဲမိနစ်20လောက်လွန်မြောက်သွားပါပြီဘာမှမပြောဖြစ်သေးကိုသင်းနှံနေတော့မွေးနေသေးတယ်ကျွန်တော်ရှေ့မှာကြောက်ရွံ့လူသူရက်နေစေရင်မခုံမတုံလို့တဲ့သူရက်နေစေအော်မမယောက်ျားမာနာကိုသူ့ပါပြနေတာ哦ကျွန်တော်လည်းညံ့နေမိနစ်20နာရီဝက်စကားမထွက်ခဲ့လက်ဖြားခြေဖြားအေးလာတယ်အိမ်ပြန်အရောက်မှာဖြားလာပါပဲညတညလုံးစာထိုင်ရေးတယ်တကယ်ချင်သိလာပြီဟေ့ဒီနေ့အောင်ပွဲကိုသိရှိသူရဲ့ကောင်းတို့ဤစိတ်သက်ဖြင့်လာပြီဟေ့အာဇာနီတို့ထုံနှလုံးမွေလာပြီဟေ့ရခင်မိမိရဲပြီးအစင်လာများနဲ့လာပြီဟေ့လက်ထဲမှာစာနှုတ်ဖြားမှာစကားရင်ထဲမှာတရားငါအေးစစ်စစ်ပြောကြမယ်ဟောဒီဩဂတ်စ်ရဲ့တမနက်မှာငါသူနဲ့ရင်ဆိုင်လိုက်တယ်ကျွန်တော်ထက်ရှုံးပေါ့စကားတစ်လုံးကချိန်မုံးတယ်ငါဟာမင်းမေလောက်ရှိပါတယ်ဘာအတိတ်ပဲရှိတယ်လဲဟောဒီမှာကျွန်တော်စာဖတ်ကြည့်ပါတော့ဗျာနောင်ပြဿနာအရှုပ်ရှင်းလဲခမည်းပဲအဓိကပါဗျာဒါပဲကျွန်တော်ပြောခဲ့ပါတယ်ခမည်းတကားထပ်ပိတ်တာပါကျွန်တော်နားလဲပါတယ်နှလုံးသားဆိုတာအမေမွေးတော့ကပါလာလို့သာခမည်းတို့ကိုခန္ဓာမှာရှိနေတာပါဘာမှအသုံးမဝင်တော့ဘူးတိတ်ခါမာနမိတ္တပလဒီကာဒိတ်ကာနဲ့ကြီးပီမိုးနဲ့မြင်းဖြောင်းပေါ်ကလူကွန်ပျူတာလိုအသုံးပြုနိုင်တယ်ကျွန်တော်ဟာအယူအမူသမားခံစားမှုပဲယုံတယ်ခမည်းဘလို့ခံစားရတယ်လဲဖះပဲသိမယ်ကျွန်တော်မှမဟုတ်ပါဘူးဘသူ့ကိုမစိုးအချစ်မှမဟုတ်ပါဘူးဘယ်အလုံးမစိုးမမရင်ခုန်တန်ကိုခံစားကြည့်ပါဒုက္ခအရသာခြုံမြတယ်ဘဝကိုချစ်တက်လာပါလိမ့်မယ်အလုံးမဲ့ဂုံမဲ့ရင်းစားမဲ့
အခွင့်ထူးမဲ့အမေအားလုံးရဲ့အရှိမုံမြတ်ပိနိုင်ငံတော်ရတကောင်းငင်ဘုံမှအိမ်မက်မှဤမြေပေါ်သို့ကျဆင်းအသင်းထုံဆုံးရနံ့တဲ့အပြိုဖြစ်လာသောပန်းပွင့်များပွဲတော်များခံစားတတ်မှတ်စေခြင်းပါလေတေခြင်းကိုခန်းချင်းတောင်းတောင်းမှငြိမ်ငြိမ်လေးစောင့်စားကြမိခင်ဝမ်းကကြွတာကြာပြီမို့လားဟိုကောင်ဝင်လာလိမ့်မယ်ပုံနဲ့ကွယ်မှကတ္တရလမ်းကထင်းရဲ့တချင်းတန်နဲ့လေစလုံးတွေထဲရှောက်လာတယ်ပတ်တီးတကားပိတ်ပတင်းပေါက်တကားပိတ်လာတကားပိတ်နေတကားပိတ်အိတ်မပြောသေးရင်ခုန်နှွေးရင်စီးပြပလင်းလေးတွေရှိတယ်မင်းကိုရင်ခုန်ဘူးမင်းကိုမတုံလို့ဘူးစူးစူးဝါးဝါတကားပိတ်အိုးငါအရေးတွေအစိတ်စိတ်အမောင်မွာဒဏ်ရာနဲ့သွေးစင်းရှင်ရှင်လူမြင်တိုင်းတိုင်တယ်နေပေါ့ရုံစီးစချီကန်းနာအလုံသမားတန်လန်းအလုံသမားတင်ဘောသားကျောင်းသားစစ်သားနေသားစလိသမားဟင်းရွက်ရောင်းတဲ့ကောင်မလေးပခုံးထမ်းစေးတယ်အိုးလေလုတ်သူပေါင်းလို့အချောင်းဆောင်လို့ပြောကြပါတယ်ကျွန်တော်တို့တကားအလုံးပိတ်ထားတယ်တူးကိုတူးမချစ်ရင်ရာဇဝဲမှုမမြည်ဘူးလားဟင်ကိုလင်ညာရင်ပုံမှ420ရှိတယ်မညှိဆုံးဘူးလားဟင်ကဘာထိတ်ကိုတက်အဲ့ဒီအချက်လက်တွေငါတင်ပြချင်တယ်တင်ကတခါပြုံးပြ၍ဘာမှမပြောဘဲနေတော့ခါကျွန်ုပ်မှတသက်တာလုံးစောင့်စားနေရပါတော့သည်တကူအသက်တွေလည်းဒီလိုပဲဖြစ်ကြီးရင်ဖြူဖြတ်သွားလိမ့်မပေါ့အင်အားတန်ခိုက်ပုံအောလိုက်ကြတင်ရတခါကမမတိုက်မိတဲ့ခလုတ်ကလေးအခုဆွေးနေပေါ့မြစ်တမြစ်မှာနှစ်ခါရင်မချိုးနိုင်ဘူးဆိုထင်ပါခေါမအပိဓမာကိုတတိရတယ်ကဘာဟောင်းနေရာဟောင်းနေထိုင်မှုအဟောင်းဟာထုံးစံကြောင်းနေလို့ပဲရင်းနှစ်သူကိုကြောက်ခဲနဲ့ပူးချီတယ်ဒီလိုအချိန်မှာဟမ်မဆောင်ကြရင်ဖြင့်လောကကြီးစိမ့်လန်းလာနိုင်တယ်သွေးသားတန်မာမယ်ဖြက်လက်လှုပ်ရှားမှုရှိမယ်ရည်တက်ပြုံးတက်အောင်မယ်ဆိုရင်နောင်တနဲ့ငိုယုံမှုကင်းပြက်အနာဂတ်ဖျားပွင့်ပါတော့မည်ပကြီးပြကန်းပန်းချံကလေးများရင်ကျေးမှုနန်းတော်တင်းတို့အတွက်ခေါ်တန်းကျွန်တော်စောင့်စားနေပါသည်နိုင်ငံရေးအချစ်ဘဝသူမနဲ့ရောထွေးရှက်နက်နက်ခေါင်းလောင်းတန်ကြားရအိယာမှာထပါတော့မွေးရပါအဖျားကုစားမဲ့တမားချေတန်းကံကြမ္မာမစုံစည်းခိုက်အဝိဇ္ဇာမောင်မိုက်စဲအတိုက်စားခံဖြတ်တန်းစကားတန်ကအစကြမ်းတမ်းနေမယ်ခွင့်လွတ်ပါတော့ချစ်တဲ့သူရဲ့ဟဟပပအတန်ထွက်အောင်ကိုရီမောမိတယ်အစက်တာကိုဓာတ်မှန်ရိုက်လို့မှမရတာစိတ်ချမ်းသာမယ်ထင်ရင်လှုပ်ချင်တာလှုပ်ကြပေါ့မနက်9 နာရီဤကဘာမြေလောကရုံတက်ကြရုံစင်းကြအဲ့ဒါလိုလှဲ့လေတယ်ကနဝင်မမသူမလာပါပြီစားတိုက်ဖုံးနဲ့စားဆောင်ထည့်လိုက်တယ်သူမဘေးမှာအဖော်1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်ကော်ပဏီတရင်တင်းရင်စာမဟုတ်ပါ1ယောက်ထဲပါတိုက်ပုံတွေဘာတွေဝစ်လို့ပေါင်တာတွေဘာတွေလိမ့်လို့တတိဝဝက်ကောင်လေး1ယောက်နဲ့အချိုဖွဲ့လို့ကလားရုပ်ရှင်တွေကဇုံတွဲရှုခင်းကလေးနဲ့ကြည်ရကောင်းလာပါပြီတဲ့ဤကဘာမြေလောကငြိမ်းချမ်းကြပါစေလူသားအလုံးအရှုံးဒုက္ခကင်းပကြပါစေဟဟပပအတန်ထွက်အောင်ကိုရီမောမိတယ်နောင်အနှစ်100နှစ်1000ဒီကောင်ရဲ့အချစ်ပြုံမြင့်နေမှာပဲမုချယုံနဲ့အလုံးကြုံဆုံးတကားတစ်ချက်ဘယ်နေရာတည်ဖြတ်တန်းနိုင်မလဲကဘာတဲ့3ခါနေတော့တယ်အောင်ချိတ်